ခင်လေးစားရပါသောနိုင်ငံသူနိုင်ငံသားအပေါင်းတို့ခင်ဗျာယခုရက်အတွင်းပြည်ထောင်စုမြန်မာနိုင်ငံတော်မှာအာဏာယူမင်းအွန်လိုင်းနဲ့အပေါင်းပါတို့၏လူမဆန်သောတရိษံစိတ်ဖြင့်ဦးကျော်မင်းရုပ်ခေါ်ကိုဂျင်မီဦးဖြိုးเสียသောကိုလှမျိုးအောင်ကိုအောင်သူရဆိုစတဲ့နိုင်ငံသားကောင်းအာဇာနည်လေးဦးကိုသွေးအေးနဲ့အချမ်းဖက်တပ်ဖြတ်လိုက်မှုနဲ့ပတ်သက်၍ပြည်သူပြည်သားအလုံးမှအန်အာတင်ယူကျုံးမရခံစားနေရကြပါတယ်မင်းအောင်လိုက်ဥဆောင်တဲ့အချမ်းဖက်စစ်ကောင်စီဟာပြည်သူပြည်သားများအပေါ်လေးစားမှုကင်းမဲ့ပြီး၎င်းတို့ရဲ့အာဏာတည်မြဲရေးအတွက်ကိုယ်တိုင်ချမှတ်ထားတဲ့တရားဥပဒေများကိုပင်လင်းလိုက်နာခြင်းမရှိဘဲအကျဉ်းချင်းကျိုးလွန်နေတာကိုခါသီးစွာတွေ့မြင်နေရပါတယ်။တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အမတန်မှတန်ဖိုးရှိတဲ့လူငယ်တွေကိုအညွတ်အသေးကြီးစွာဖြင့်တပ်ဖြတ်ခဲ့ခြင်းဟာနိုင်ငံအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတည်းဆိုတာလူတိုင်းသိရှိထားတဲ့အချက်ဖြစ်ပါတယ်။ဦးဂျင်မီဦးဖြိုးเสียသောကိုလှမျိုးအောင်ကိုအောင်သူရဆိုတို့ကိုကျုံးမင်းပဲကွမျက်ချင်းမပြုတ်ရန်အမေရိကန်နိုင်ငံဂျပန်နိုင်ငံဥရောပနိုင်ငံများနဲ့အေရှန်ဥက္ကဋ္ဌပြည်တဲ့ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန်နဲ့ကိုလာတမကစားတဲ့နိုင်ငံတကာကနေမြေတားရခံတောင်းဆိုမှုများကိုပင်လင်းဂရုမစိုက်လိုက်နာခြင်းမရှိဘဲယခုလိုတေဒန်ချမှတ်ခဲ့တာဖြစ်ပါတယ်။အိန္ဒိယချင်းနိုင်ငံများနဲ့နိုင်ငံတကာကိုလေးစားမှုမရှိထင်ရဆိုင်ကမိမိတို့ပြည်သူပြည်သားများကိုရက်စက်ကြမ်းကြုတ်စွာဆက်လက်တပ်ဖြတ်နေတာဖြစ်ပါတယ်။အမှန်တရားအတွက်ပြည်သူများဖက်ရပ်တည်နေတဲ့ဒီမိုကရေစီဘက်တော်သားများကိုအကြောက်တရားနဲ့ချင်းချောက်နေခြင်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့လုပ်ရဟာကမ္ဘာငြိမ်းချမ်းရေးအတွက်နိုင်ငံတကာရဲ့အလေးပေးတံဖိုးထားမှုကိုဂရုမစိုက်ပဲမဲအွန်လိုင်းနဲ့စစ်ကောင်စီရှိနေတဲ့လူတံဖိုးလူအခွင့်အရေးများကိုပြောင်းတင်းဆက်လက်ချိုးဖောက်နေမှာဖြစ်ကဒီမိုကရေစီစနုံးနဲ့ငြိမ်းချမ်းသာရတဲ့နိုင်ငံတစ်ခုကိုတည်ထောင်နိုင်မှာမဟုတ်ကြောင်းထင်ရှားစွာပြသနေခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်အာဏာရှင်ရှိနေတဲ့မြတ်တိုင်းပြည်ရဲ့လုံခြုံရေးကိုစောင့်ထိန်နိုင်မှာမဟုတ်ကြောင်းသက်သေပြနေခြင်းဖြစ်တယ်။သို့တော်လေ၎င်းစစ်အာဏာရှင်တွေ့ထင်တယ်လို့ပြည်သူလူထုကကြောက်ရွံ့နေမှာမဟုတ်ဘူး။ပြည်သူလူထုကအကြမ်းဖက်အုပ်ချုပ်မှုကိုလုံးဝကြောက်ရွံ့ဒူးထောက်မှာမဟုတ်ပဲပိုမူတွန်းလှန်ဖို့စိတ်ဆန္ဒကိုနှိုးကြားစေမှာဖြစ်ပါတယ်။အာဇာနည်လေးဦးကိုတပ်ဖြတ်လိုက်ခြင်းဟာຫນွေဦးတော်လှန်ရေးကိုအရှင်ဟုန်ပြင်းစွာခြေတက်နိုင်ဖို့တွန်းအားကြီးတရားဖြစ်စေပါတယ်။မိမိတို့လေးစားကြည်ညိုတဲ့အာဇာနည်လေးဦးရဲ့အသက်ပေးဆက်မှုကိုအင်အားကြီးတရားအဖြစ်ရယူကာຫນွေဦးတော်လှန်ရေးကိုအဆုံးသတ်သွားဖို့ဝိုင်းဝန်းချေမှုန်းကြဖို့ဖြစ်ပါတယ်။ဒါကြောင့်လူသားကိုတန်ဖိုးထားသောကုလသမဂ္ဂနဲ့ကမ္ဘာနိုင်ငံအသီးသီးကိုလေးစားစွာဖြင့်တောင်းဆိုလိုပါတယ်။ပြည်သူပြည်သားများကိုဥပဒေမဲ့တပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီကိုနိုင်ငံတကာအနေနဲ့အတိမတ်ပြုဆက်ဆံခြင်းလုံးဝမပြုလုပ်ဖို့တညီတညွတ်တီဆောင်ရွက်ပေးကြပါနိုင်ငံတကာအနေနဲ့စစ်ကောင်စီရဲ့အဓိကဝန်ငွေပင်မလှိုင်းတွေကိုဖျက်တော့ပြချပါရေနံနဲ့တဘာဝဓာတ်ငွေများကရရှိတဲ့အခွန်ဘဏ္ဍာများကိုတာစီပိတ်ပင်ဖို့မြတ်တရားခံလိုပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG သားလင်းပြည်သူအစိုးရဖြစ်လို့ NUG ကိုဒီဝန်အစိုးရအဖြစ်အတိမတ်ပြုတ်ပေးကြပါအမျိုးသားညီညွတ်ရေးအစိုးရနဲ့မဟာမိတ်တိုင်းသားလက်နက်ကင်များဝန်ဆောင်မှုပေးနေတဲ့အုပ်ချုပ်ရေးကဏ္ဍတရားစီရင်ရေးကဏ္ဍစစ်ပြေဒုက္ခတွေများကိုလူသားချင်းစာနာထောက်ပံ့ရေးကဏ္ဍပညာရေးနဲ့ကျန်းမာရေးကဏ္ဍများမှာငွေကြေးနဲ့နည်းပညာများနဲ့ကိုကြီးထောက်ပံ့ပေးဖို့ထပ်မံတောင်းဆိုလိုပါတယ်ဖက်စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီးဒီမိုကရေစီအရေးအတွက်အသက်ပေးတိုက်ပွဲဝင်နေတဲ့ပြည်သူများအတွက်နည်းပညာလက်နက်ခဲယမ်းနဲ့
ငွေကြေးများကိုထိရောက်စွာကိုညီပန်းပူးပေးကြဖို့အလဲနဲ့တောင်းဆိုတင်ပြလိုပါတယ်စစ်ကောင်စီအနေနဲ့ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေကိုအပြစ်ပေးအရေးယူဆောင်ရွက်နိုင်ဖို့နိုင်ငံတကာအနေနဲ့ပူးပေါင်းဆောင်ရွက်ကိုညီပေးဖို့အထူးတောင်းဆိုလိုပါတယ်အေရှန်အနေနဲ့လည်းစစ်ကောင်စီကိုယ်စားလှယ်တွေကိုလုံးဝမဖိတ်ကြားတော့ပဲထိရောက်စွာအရေးယူဆောင်ရွက်ပေးကြပါမြန်မာအရေးဖြစ်ရှင်မှုတွေထိရောက်မှုမရှိတော့တဲ့အေရှန်ဘုံသဘောတူညီချက်9ရပ်ကိုပြန်လည်သုံးသပ်ပြီးအာဏာရှင်ဖေရှားနိုင်ရဲ့အတွက်ဆက်လက်ပံ့ပိုးပေးကြဖို့တိုက်တွန်းလိုပါတယ်ဦးချင်းမီဦးဖြူးเสียသောကိုလမျိုးအောင်နဲ့ကိုအောင်သူရစောတို့မတရားတပ်ဖြတ်ခံရတဲ့အတွက်ကြောင့်ဝမ်းနည်းခြေကွဲနေတဲ့ပြည်သူပြည်သားပေါင်းတို့ခင်ဗျာတပ်ဖြတ်ခံရတဲ့ဒေါ်လာနေသမားများကိုနိုင်ငံတော်ကဝမ်းနည်းချင်းကြီးစွာနဲ့ဂုဏ်ပြုအပ်ပါတယ်စစ်ကောင်စီရဲ့ရက်စက်ရုံမှမှုတပ်ဖြတ်ခြင်းကြောင့်ຫນွေအိုးဒေါ်လာနေဟာကြောက်ရွံ့နောက်ဆုတ်သွားမှာမဟုတ်ပဲပုံမှုအရှင်ပြင်းစွာတောက်လောင်လာတော့မှာဖြစ်ပါတယ်အချမ်းဘက်စစ်ကောင်စီအနေနဲ့ဒီမိုကရေစီဘက်တော်သားကိုယခုလိုတပ်ဖြတ်ရှင်းပြမိဖြစ်ကြောင်းချင်းချောက်ချင်းတက်ဖြစ်ပါတယ်မိမိတို့အနေနဲ့၎င်းချင်းချောက်မှုတွေကိုခေါင်းညင်ခံအရှုံးပေးမှာမဟုတ်ပဲမဲအွန်လိုင်းနဲ့အချမ်းဘက်စစ်အုပ်စုချက်ရှုံးရဲ့အတွက်ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကနိုင်ငံသူနိုင်ငံသားများအနေနဲ့လည်းလှဲနေလေအောင်မြင်းဆောင်မကြံຫນွေအိုးဒေါ်လာညဲတို့ဆက်လက်ပါဝင်ကြဖို့လိုအပ်ပါတယ်ပြည်သူတွေမှာပြည်ပကဒေါ်လာကောင်နိုင်ငံသူနိုင်ငံသားအားလုံးအနေနဲ့ပြည်သူဒေါ်လာညဲအဆုံးသတ်တိုက်ပွဲအတွက်ဆက်လက်ရင်းနှီးမြှုပ်နှံကြဖို့ငွေချေးများကိုဒေါ်လာညဲအရှင်မြင့်ဖို့အဓိကမောင်းနှင်အားတခုအဖြစ်ရှိနေတယ်ဆိုတာကိုဆက်လက်အမှတ်ရကြဖို့အထူးတိုက်တွန်းလိုပါတယ်။ကြာဆုံးသွားတဲ့အာဇာနည်ရဲဘော်များအတွက်အာဇာနည်ပြည်မှန်တွေထိုက်တဲ့တန်တန်ဂုဏ်ပြုတကြဖို့လဲအစိုးရမှစိတ်ဆန္ဒရှိပါတယ်။ຫນွေဦးတော်လည်းတွေမိမိတို့ရဲ့ဘဝနဲ့အသက်တာကိုယဉ်ပြီးတိုက်ပွဲဝင်နေကြတဲ့ PDF များ LDF များခင်ဗျာမိမိတို့ရဲ့တော်လှန်ရေးဟာပြည်သူလူထုကိုကာကွယ်ပေးနေတဲ့တော်လှန်ရေးအဓမ္မဝါဒီတို့ကိုဆန့်ကျင်တဲ့တော်လှန်ရေးဖြစ်လို့မွန်မြတ်ပါတယ်တော်လှန်ရေးလည်းနဲ့ကိုင်နာစုများအချင်းချင်းအကြမ်းညီညွတ်ကြဖို့လိုပါတယ်အနာဂတ်ဖရယ်တမတော်တွေရီမန်ချက်ထားပြီးသွေးတန်တမိတ်အမိန်နာခံတမှုကိုအထူးလက်ချင်းကြပါစုစည်းကြပါအကြမ်းဖက်စစ်အုပ်စုရဲ့ချင်းချောက်မှုတွေကိုတုံလှုပ်ကြောက်ရွံ့ခြင်းမရှိပဲစစ်ဝါဒီအကြမ်းဖက်မဲအွန်လိုင်းနဲ့စစ်အုပ်စုရာဇဝတ်လူတပ်ကောင်တူစီကိုတုံ့ပြန်အရေးယူနိုင်ဖို့ကြိုးစားပါအတက်ပဲကြာဆုံးသွားတဲ့ဦးကျင်မီဦးဖြိုးเสียသောကိုလှမျိုးအောင်ကိုအောင်သူရဇော်တို့နဲ့မိမိတို့ရှေ့မှာကြာဆုံးသွားခဲ့တဲ့ຫນွေဦးတော်လာမြေရဲဘော်များရဲ့သွေးတစ္ဆာကိုတန်ဖိုးထားကြပါຫນွေဦးတော်လာမြေအဆုံးသတ်နိုင်တဲ့အထိအကောင်းဆုံးဆက်လက်ပါဝင်သွားကြဖို့အထူးတိုက်တွန်းပြောကြားလိုပါတယ်လေးစားရတဲ့တိုင်းသားတော်လန်ရေလက်နဲ့ကြိုင်များခမညာအာဇာနည်လေးဦးကိုရက်ဆက်စွာတပ်ပြတ်မှုနဲ့ပတ်သက်လို့အချမ်းဖက်စစ်ကောင်စီကိုပြင်းထန်စွာရှုံချခဲ့တဲ့ ULA AA KNU KNPP CNF နဲ့ ABSDF မဟာမိတ်များတိုင်းဒေသနဲ့ကြိုင်များနဲ့နိုင်ငံရေးပါတီနဲ့တော်လှန်ရေးအင်အားစုများအားလုံးကိုကျေးဇူးတင်အတိမတ်ပြုလိုပါတယ်ယခုအချိန်ဟာတွေ့ဝေနေရမယ့်အချိန်မဟုတ်တော့ဘူးဗမာတိုင်းသားများအပါအဝင်တိုင်းသားအားလုံးလက်တွဲညီညီနဲ့ဆက်စုပ်ယွန်ရှာပွဲကောင်းတဲ့အချမ်းဖက်စစ်တပ်ကိုဝိုင်းဝန်းချေမုံရမယ့်အချိန်ရောက်လာပြီဖြစ်ပါတယ်မိမိတို့မှာရှိတဲ့လူအင်အားလက်နက်အင်အားကိုအကောင်းဆုံးအသုံးချပြီးတော့မဟာဗျူဟာကြကြလက်တွဲချစ်ဆက်လျက်တပြိုင်နက်တိုက်ခိုက်မဲ့အချိန်ရောက်လာပြီဖြစ်ပါတယ်
အကြမ်းဖက်စစ်တပ် BGF နဲ့ပြည်သူစစ်တွေမှာတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံသားများခင်ဗျာမိမိတို့ရဲ့ကိုယ်ကြီးစုဘကိုစွန့်လွတ်ဖို့အချိန်ရောက်ပါပြီအာနာရှင်စနစ်ကိုဒုက္ခပေါင်းများစွာဂျာကနေတော်လန်နေတဲ့ပြည်သူလူထုနဲ့အတူရပ်တည်ဖို့အချိန်တန်ပါပြီအမြန်ဆုံးပြောင်းလဲရပ်တည်ကြပါ NUG ဆိုရအနေနဲ့ပြည်သူလူထုကိုစားအမြဲကျူဆိုလက်ရှိပါတယ်နေစရာ PDF ERO တပ်စခန်းများကိုမိမိတို့လက်နက်ခဲယမ်းများနဲ့အတူအမြန်ဆုံးလက်တွဲပူးပေါင်းကြပါမိမိကိုယ်တိုင်နဲ့တာသမီအဆက်အရေးမဲပမာလိုက်နေမဲ့ဒုစက်မဲစက်ကနေလွတ်မြောက်ဖို့အခွင့်အရေးရှိနေတုံးအမြန်ပြောင်းလဲကြဖို့အထူးတိုက်တွန်းပြောကြားလိုပါတယ်နောက်ဆုံးအနေဖြင့်နိုင်ငံရေးပါတီများကိုအထူးပန်ကြားလူတွေမှာအာချန်ဖက်အာနာရှင်မဲအွန်လိုင်းနဲ့စစ်အုပ်စု၏နိုင်ငံရေးထွက်ပေါက်အဖြစ်အရှက်မဲ့ကျူပန်းနေတဲ့2023ရွေးကောက်ပွဲကိုအားဖြည့်ပါဝင်ခြင်းလုံးဝမပြုတ်လို့ကြဖို့အထူးမြတ်တရားခံတိုက်တွန်းလိုပါတယ်ပြည်သူတော်လှန်ရေးအောင်မြင်ဖို့နောက်နေချမ်းချစေမဲ့စစ်ကောင်စီလောက်ရမှန်သမျှကိုစန့်ကျင်သွားကြဖို့လိုအပ်နေပါတယ်နေကုံချုပ်နေနဲ့အချမ်းဖက်စစ်ကောင်စီရဲ့နှိပ်စက်တပ်ဖြတ်မှုတွေကြောင့်ဒုက္ခရောက်နေတဲ့စစ်ဆောင်ပြည်သူများတိုက်ပြည်အတွက်အသက်ပေးခဲ့တဲ့ရဲဘော်များနဲ့မိသားစုဝင်များမိမိတို့ပိုင်ဆိုင်တဲ့ဥအိမ်စည်းစိမ်များဖျက်ဆီးခံရသူများຫນွေဦးတော်လန်ရဲ့ကန်ဒအတိဒီမှာပေါ်ဝင်နေကြသူများအလုံးကိုဦးညွတ်အလေးပြုပါတယ်ကျွန်တော်နဲ့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပြည်သူတော်လှန်ရေးကိုအမြန်ဆုံးအဆုံးသတ်နိုင်အောင်ကြိုးပမ်းပါမယ်လို့ကတိပေးရင်နိုင်ငံသူနိုင်ငံသားအလုံးကိုဦးညွတ်အလေးပြုအပ်ပါတယ်ရေတော်ဘုံအောင်ကိုအောင်ရမည်